မေတ္တာတုံမှာမြတ်စွာဘုရားဘာတွေဟောခဲ့လဲကရဏီယမထကုတလေနယန္တတန္တံပရံအဘိသမစ္ဆဆိုတာအင်တမဒီကြွချောင်းစီလျော်ပြီးတော့စိတ်နှလုံးအေးချမ်းပြီးအပြန်အလှန်လေးစားတဲ့လူအတိုင်းဝိုင်းလူဖွဲ့စည်းဖြစ်ဖို့ရာအတွက်မြတ်စွာဘုရားမေတ္တာဘလောက်အရေးကြီးတယ်ဆိုတာကိုဟောကြားထားတယ်အထကုတလဆိုဘယ်လိုလုပ်ရင်လူအတိုင်းဝိုင်းတိုးတက်နိုင်တယ်ဆိုတာကိုလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်အထကုတလကိုကျိုးကိုစီးပွားအများရဲ့အကျိုးစီးပွားကိုယ့်ရဲ့အကျိုးစီးပွားတစ်ဖက်သားရဲ့အကျိုးစီးပွားနားလေသဘောပေါက်တဲ့ပုဂ္ဂိုလ်အထကုတလဆိုအင်္ဂလိပ်စကား skill ဆိုတာနဲ့အတူတူလိမ္မာတယ်ကျွမ်းကျင်တယ်သိတယ်ကိုယ်အကျိုးစီးပွားသူ့အကျိုးစီးပွားနှလုံးရဲ့အကျိုးစီးပွားပေါ်မှာလိမ္မာတယ်လှုပ်တတ်တယ်၊ကိုင်တတ်တယ်၊ဖော်ဆောင်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကရဏီယမထကုတလေနအဲ့ဒီပုဂ္ဂိုလ်ဟာလိုက်နာပြီးတော့လုပ်ရမယ့်အချက်တွေရှိတယ်ကိုယ်အကျိုးစီးပွားလဲတိုးတက်စေခြင်းနဲ့တစ်ဖက်သားရဲ့အကျိုးစီးပွားလဲတိုးတက်စေခြင်းကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကြီးပွားတိုးတက်ပြီးငြိမ်းချမ်းသာယာတဲ့ကမ္ဘာတစ်ခုတိဆောက်ခြင်းနဲ့တိဆောက်နိုင်တဲ့နိလန်းကိုလည်းသိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအထကုတလအဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်ဟာကရဏီယလိုက်နာလုပ်ရမယ့်ကိစ္စတွေရှိတယ်ယန္တတန္တံပရံဘိသမစ္ဆစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့အနေအထားတွေဒီနေရာမှာတော့နိဗ္ဗာန်ထီအောင်အမြင့်ဆုံးကိုမျှော်မှန်းလိုက်တော့ယန္တတန္တံပဒံဘိသမစ္ဆတန္တဆိုတာအေးချမ်းတဲ့မြတ်စွာဘုရားအမြင့်ဆုံးနိဗ္ဗာန်ကိုပြောတာအခြေခံအားဖြင့်ပြောမယ်ဆိုရင်စိတ်နှလုံးအေးချမ်းမှုကိုစာပေကျမ်းကမှလည်းဟရယတန္တိဆိုတဲ့စကားလုံးသုံးတာရှိတယ်ဟရယဆိုတာနှလုံးသားစိတ်ဓာတ်တန္တိဆိုတာငြိမ်းချမ်းတာစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာအဲ့ဒီစိတ်နှလုံးအေးချမ်းမှုကိုဖော်ဆောင်နိုင်မှုအတွက်မြတ်စွာဘုရားဒါကိုဥတ္တိရည်စူးပြီးငြိမ်းချမ်းမှုအချင်းချင်းအပြန်အလှန်လေးစားမှုဆိုတဲ့ဒီကိစ္စတွေကိုဥတည်ပြီးတော့လိုက်နာဆောင်ရွက်ရမှာတဲ့ဘာတွေလဲလို့ဆိုရင်သက်ကောလုံနိုင်စွမ်းရှိရမယ်လုံနိုင်စွမ်းဆိုတာဒါအရေးကြီးတာလှုပ်ချင်တဲ့စိတ်လည်းရှိရမယ်လုံနိုင်စွမ်းရှိရသက်ကောဆိုတာအရေးချင်းတစ်ခုပဲလုံနိုင်တဲ့စွမ်းရည်ရှိရမယ်ကျင့်ကျင်တဲ့စိတ်ဓာတ်တွေရှိရမယ်အေးချမ်းမှုကိုလိုလားတဲ့စိတ်ဓာတ်တွေရှိရမယ်အဲ့ဒီပုဂ္ဂိုလ်ဟာအရေးကြီးဆုံးကဘာတော့ဆိုဥစုသူဟုစုရိုးသားဖြောင့်မတ်ရမယ်ကောက်ချစ်တာမလုံးဝဘူးရိုးသားဖြောင့်မတ်တယ်ဆိုတာစိတ်ထဲရှိတဲ့အတိုင်းအမှန်ကိုအမှန်တိုင်းတစ်ဖက်သားကိုသိစေတာရိုးသားတယ်လို့ခေါ်တယ်ဗမာပြည်မှာတော့ပြောလို့ရှိတယ်ရိုးသားတာကိုရိုးရတယ်နဲ့သွားပြီးတော့တွဲတယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်လို့ဒီလိုဆိုလိုတယ်ကောက်ကျစ်တာနဲ့ရိုးသားတာနဲ့ရိုးအရာနဲ့နော်ထက်မြက်တာနဲ့တခြားရိုးအရာတော့မကောင်းဘူးအရာမကောင်းဘူးမသိတာနလဘိန်းတုံးဆိုတာကြတော့အဲ့ဒါရတယ်လို့ခေါ်တယ်ဗမာစကားမှာတော့ရိုးတယ်နဲ့သွားရောတယ်အဲ့တော့ရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်စိတ်ထားတိမှတ်တယ်မှန်ကန်တယ်ဆိုတာကိုရိုးသားတယ်သူဟုစုအလွန်ရိုးသားဖို့လိုတယ်အရေးကြီးလို့နော်ရိုးသားရမယ် honest quite honest ဒီလိုဆိုလို့တာရိုးသားအလွန်ကိုရိုးသားတယ်ဆိုတာစိတ်ဓာတ်ကိုရိုးသားမမှန်မကန်လောက်တာမျိုးမရှိဘူးစိတ်ဓာတ်ကိုရိုးသားတကောဥစုစသူဟုစုဒီမိတ္တသုတ်ဆိုတာရွတ်ဖတ်နေဖို့တဲ့
ရွတ်ဖတ်ပြီးတော့ဆင်ញင်စဉ်းစားပြီးကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆေးဆိုတာတောက်တယ်တောက်ရအားဆေးပဲဖြစ်ဖြစ်ယောဂပြောက်တဲ့ဆေးပဲဖြစ်ဖြစ်ဆေးဆိုတာတောက်အောင်ဆေးစာဖတ်ပြီးတော့ဒီဆေးလေးကကောင်းလိုက်တာလို့ဆိုပြီးမတောက်ဖဲထားဘာအကျိုးမှရမှာအခုမေတ္တာသုံးဆိုတာရွတ်နေုံနဲ့အကျိုးမရဘူးရွတ်ဖတ်နေုံနဲ့ရွတ်ဖတ်ပြီးတော့ဘာလို့လောကလူသားတွေကပရိစ္ဆာရွတ်လိုက်တာနဲ့ကိစ္စပြီးတယ်လို့ထင်နေကြတယ်နော်အပေါ်ယံလေးကိုစဉ်းစားကြတယ်အလေးနဲ့ထားကြမှာဒီလိုမဟုတ်ဘူးရိုးသားရမယ်ဖြောင်းမရမယ်မေတ္တာမပြတ်အောင်ရိုးသားမှုကသိအရေးကြီးမယုံမသားလုပ်လိုက်ရင်မေတ္တာပြတ်သွားတယ်ဒါထုံးလောကမှာမယုံမသားလုပ်တာကိုအကြောင်းပြုပြီးမေတ္တာပြတ်ကြတယ် mutual respect ချင်းချင်းပြန်လည်လေးစားမှုတွေပြည့်ရင်းသွားတယ်ဒါကြောင့်မေတ္တာသုံးမှာပြောတာတကောဥစုစသူဟုစုစရိုးသားပါဖြောင်းမတ်ပါဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ရိုးသားဖြောင်းမတ်မှုကမေတ္တာတည်ဆောက်ဖို့အတွက်သိအရေးပါလို့လူတွေကလွယ်လွယ်ကူကူတော့မေတ္တာပို့ပါတယ်တတ္တဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေဒီလိုမေတ္တာပို့အဲ့ဒီလိုမေတ္တာပို့ရုံနဲ့အောင်မြင်မှုရမှာမဟုတ်ဘူးမေတ္တာဆိုတာကိုယ်တိုင်လိုက်နာကျင့်သုံးဖို့လိုအပ်တယ်ကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆိုတာရိုးသားအစွမ်းကုန်ရိုးသားသက်ကောဥစုစသူစု